အားလုံးပဲမင်္ဂလာပါရှင်ဒုညီမအင်ဂျယ်လက်ရမှနွေးထွေးစာဖြစ်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းချစ်ရတဲ့အင်ရှင်မတွေအတွက်ဘာဟင်းလေးများချက်ပေးရမလဲအားလုံးကြိုက်တွေ့စီမဲ့ခန်းညင်ဒီငပိချက်ကိုချက်ပြပေးသွားမှာဖြစ်ပါတယ်ခန်းညင်ဒီချက်ဖို့အတွက်ပါဝင်ပစ္စည်းများကတော့ဗမာခန်းညင်ဒီလိုအပ်ပါမယ်အယောင်တင်စနွင်စာဟင်ခတ်မုံမြူတီစိန်အနှဲငယ်စိန်စားငပီမြူတီအလော်မုံဂျင်းကြက်သွန်ဖြူထောင်းထားပါမယ်ကြက်သွန်နီဥလက်နှလုံးကိုပပလိထားပါမယ်စီရိုလဲလိုအပ်ပါတယ်စတင်ပြီးတော့ချက်ပါတော့မယ်အရင်ဦးဆုံးဦးရဲကိုစီထည့်ပြီးတော့စီပူလာအောင်ဆောင်ပေးပါစီပူလာပြီဆိုရင်ပပလိထားတဲ့ကြက်သွန်အနီလေးတွေကိုထည့်ပေးပါစနွင်းထည့်ပါတမသွားအောင်မွေပေးပါကြက်သွန်အနှဲငယ်နွားလာပြီဆိုရင်ထောင်းထားတဲ့ကြက်သွန်ပြူချင်းကိုထည့်မှာဖြစ်ပါတယ်ပပလိထားတဲ့ခန်းကြီးလေးတွေကိုထည့်ပေးမှာဖြစ်ပါတယ်ငပိကိုလည်းတစ်ခါတည်းထည့်လိုက်မှာပါတမသွားအောင်တခြားမွေပေးပါခန်းကြီးဒီချက်ကလည်းခန်းကြီးလေးတွေလိမ့်နေမှစားလို့ကောင်းမှာဖြစ်ပါတယ်အယောင်တင်ထည့်ပါမယ်စားထည့်ပါမယ်ဟင်ခမ်းမုတ်ထည့်ပါမယ်ခန်းညင်ဒီပလေးတွေလိမ့်နေအောင်တခြားလေးမှွေပေးပါမယ်ခန်းညင်ဒီလေးတွေနည်းနည်းလေးလိမ့်လာပြီဆိုရင်တော့ရေနွေးတစ်ခွက်ထည့်ပါမယ်ခန်းညင်ဒီမြုပ်နေအောင်ထည့်ပေးရမှာပါတမသွားအောင်မှွေပေးပါခန်းညင်ဒီလေးတွေလိမ့်သွားအောင်လို့အဖုံပုံပေးထားပါ2မိနစ်3မိနစ်ကြာတဲ့ခါမှာအဖုံလှက်ကြည့်ပေးပါရေလေးနည်းနည်းကြံနေသေးတဲ့အတွက်ဖုံးဖွင့်ပြီးတော့တည်ပေးမှဖြစ်ပါတယ်တမသွားအောင်မွေပေးပါခန်းညင်ဒီလေးတွေကိုလိမ့်နေအောင်လို့ထပ်ပြီးတော့ခြေပေးပါခုဆိုရင်တော့ခန်းညင်ဒီလေးဟာရေလဲခမ်းပြီးတော့အစီပြန်ဖြစ်လာပါပြီခုနကတော့ပပလိထားတဲ့ငရုတ်သီးလေးတွေထည့်ပါမယ်မြူတီအလော်မုတ်တစုံထည့်ပါမယ်။ရေလို့ကိုကအဆက်ကြိုက်တယ်ဆိုရင်တော့ထည့်လို့ရပါတယ်။တမတော့အောင်မွေပေးပါ။ခန်းညင်ဒီငပိချာရေလဲခန်းစီပြန်ပြီးဆိုရင်နနမီလေးအုပ်ပေးလိုက်အောင်ပါပဲ။ခုဆိုရင်တော့ရတာအင်မတန်ရှိလာတဲ့တို့ညီမအင်ဂျယ်လက်ရရဲ့ခန်းညင်ဒီငပိချက်လေးကိုရရှိပြီဖြစ်ပါတယ်။ထမင်းမိန်စေတဲ့ခန်းညင်ဒီငပိချက်လေးကိုချက်စားကြည့်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့မိတ်ဆွေတူးချင်းတယောက်ချင်းစီကိုတို့ညီမအင်ဂျယ်လက်ရမှကျေးဇူးအများကြီးတင်ပါတယ်ရှင်။